Hello guys, Trudy ပါ Trudy ဒီ vlog လေးမှာတော့လွန်ခဲ့တဲ့6လအတွင်း Honeycomb မှာ intern ဖြစ်လှုပ်ဆောင်ခဲ့တဲ့အမှတ်တရလေးတွေကို short video လေးအနေနဲ့ဖော်ပြသွားမှာပဲဖြစ်ပါတယ်။ဆက်လက်ပြီးကြည့်ပေးပါအောင်နော်။ဂျာလေးကတော့ရုံးကနေပထမဦးဆုံး assign လုပ်ပေးခဲ့တဲ့ test လေးပါ။ဒါကတော့အလုပ်အနေနဲ့ရော personally အနေနဲ့ရောပထမဦးဆုံးရောက်ဖို့ခဲ့တဲ့ concept တွေတစ်ခါမှမရောက်ဘူးတဲ့တွေ့တဲ့အတွက်တော့အဲ့ဒီကအရန်ကို overwhelming ဖြစ်ပြီးတော့အရန် grateful ဖြစ်ခဲ့တဲ့နေ့လေးပါပဲ။ဒါလေးကတော့ internship ကာလ3လအတွင်းမှာပထမဦးဆုံး employee foreign trip ကိုလိုက်ခဲ့ရပါတယ်။အိမ်ကမိသားစုဝင်တွေရောတငယ်ချင်းတွေရောဘူးမှမပါဘဲနဲ့ပထမဦးဆုံးရုံးကနေသွားတဲ့ခရီးဆိုတော့အရန်ကို exciting ဖြစ်ခဲ့ပါတယ်။ချစ်တီတို့သွားခဲ့တဲ့နေရာလေးကတော့နေပြည်တော်မှာရှိတဲ့ဟိုတယ်ဆောင်ထဲက M Gallery ဆိုတဲ့ဟိုတယ်လေးမှာနေရခဲ့ပါတယ်။ညအိတ်တဲ့ညတိုင်းမှာ performance တွေ artist တွေရဲ့ဖျော်ဖြေမှုတွေခိန်းနေနဲ့အများကြီးရောခဲ့ရပါတယ်။ဒုတိယနေ့မနက်လေးကိုရောက်လာပါပြီ။ဟိုတယ်ဝေးရအရန်ကျယ်တော့အဲ့ဒီခရီးသွားတဲ့တောက်လျှောက်လုံးတော်တော်လမ်းလျှောက်လိုက်ရပါတယ်။ဟိုတယ်အခန်းလေးတွေကတော့ရုံးကနေ assign လုပ်ပေးထားတဲ့လူနဲ့ကြာတာဖြစ်ပြီးတော့2ယောက်ခန်းနေရတာဖြစ်ပါတယ်။အတော်တင်ကျယ်ပြီးတော့နေလို့လဲကောင်းပါတယ်။ကျွတ်တီတို့ပြန်မဲ့နေ့ရမနက်ပိုင်းလေးမှာတော့တချို့တွေကဖျားဖူးထွက်တဲ့သူတွေကထွက်ဈေးဝယ်ထွက်တဲ့သူတွေကထွက်နေတူတီကတော့ပပနဲ့အတူတူပြင်မနာမျိုးတွေကိုနဲ့တူတီကိုလှူခဲ့တဲ့ဘုန်းကြီးเจ้าကြီးကိုမရောက်တာကြာလို့တခါတည်းရောက်ဖြစ်အောင်သွားခဲ့ပါသေးတယ်ဒါကတော့ကျုံနှောင်းကျုံခဲတူတီငယ်ငယ်တော့ကြီးခဲ့တဲ့ပြင်မနာမျိုးကိုလည်းရောက်ခဲ့ပါသေးတယ်လေးကတော့အမှတ်ကြီးကတူတီကိုကိုယ်တိုင်ပါဝင်ခဲ့ရတဲ့ New Year donation လေးပဲဖြစ်ပါတယ်။6လအတွင်းမှာစုစုပေါင်းခုံ3ခါချင်းခဲ့ရပါတယ်။ဒါလေးကတော့နောက်ဆုံးချင်းပြခဲ့တဲ့ခုံလေးပေါ့နော်။ရုံးနောက်ဆုံးနေ့ကိုယ်တိုင်ကားမောင်းပြီးသွားခဲ့ပါတယ်။ရုံးနောက်ဆုံးလေးလေးနဲ့ best place to work 9နှစ်ဆက်တိုက်ရတဲ့ပွဲနဲ့ကွက်တီတိုက်နေတော့အခါမသိရင်တော့ကိုယ့်ရဲ့ farewell day လို့ပါလို့ပေါ့နော်နောက်ဆုံးလေးမှတ်ကြရလေးမှာတော့
တော့ကိုယ့်ရဲ့ချစ်ရတဲ့ Onis တွေနဲ့အတူတူ photo ကူမှာတက်ဝင်ရခဲ့ပါသေးတယ်ကိုအတွက်စိတ်ရှိရှိနဲ့လိုက်ရိုက်ပြီးတော့ vlog ကိုလည်းအခုလိုနောက်ကျမှတင်ပြီးလို့ sorry ပါအကုန်လုံးလည်းအများကြီးကျေးဇူးတင်ပါတယ်လို့သူတို့မောနေပြီမောလေ၄ယောက်ဆိုတော့နောက်2ပုံရဖို့အရေးနောက်တစ်ခုထပ်ရိုက်ရပါသေးတယ်Well, although my internship journey ends here, but I hope our path come across again. And thanks for everything. And see you in next vlog.